Yeah, who go win lo. The near you do temporary bit, no, you to go to a shiny temporary bit about Paplarom. Who the Baka temporary bit or about a queer pioclo, who need the Bapatlaro, the Lepioclomo, who need the Pulitipagdo, with a super yale, Telepatha for a line of a pilot pie, mother to bleed show our. What does they do now? Liperohani, but a queer demo. So, Anayumu, more like Chia Mango, Tishizia, who showed Jibocho Hekianelli, ha, Chemate, Bunakatu Mahobe, Tia Sangi, and she a Pia on no shit, Handatu to U, Pshi, Anayumu, on like a beauty show Kelly. Anayumu ma online ga o choji bojo po ami machine ပြည့်တင်ရှုပ်ရှားခဲ့သည်မှာလုံးဝမှန်ကန်မှုမရှိဘဲအထောက်အထားမဲ့အခြေအမြစ်မရှိဆွဆွဲခြင်းသာဖြစ်သည်ဘူချုပ်ကြီးဘောကျော်ဟဲရဲ့အရေးအချင်းများတိမိမိအမျိုးသားနှင့်အခြားသောပြည်တွင်းရှိလူမျိုးများလူမျိုးစုခွဲခြားခြင်းမရှိဘဲချစ်ခင်လေးစားတန်ဖိုးထားသည်ပြည်သူအလုံးကိုမိမိအသက်တပွဲတန်ဖိုးထားသည်နှင့်ပြည်သူတရားလုံးရဲ့ရန်သူကိုပြတ်သားစွာတိုက်ခိုက်တွန်းလှန်ခဲ့သူတို့ဖြစ်သည်အယူဘူအောင်လိုက်သည်ပြည်သူသက်ကိုတပ်ဖြတ်သူတို့ဖြစ်၍လူမိုက်လူတသမဟုကဘာကျော်သူတို့ဖြစ်သည်သုံးအထက်ကောင်းဆောင်များကိုချစ်ခင်လေးစားပြီးပေးအပ်သောတာဝန်များကိုရည်တင်ပြတ်သားစွာလှုပ်ဆောင်တတ်သည်နံပါတ်၄အဖက်ဖက်၌အကျဉ်းစာရိတ်တာကောင်းမှုသူတို့ဖြစ်သည်ဘိုလ်ချုပ်ကြီးပေါ်ကျော်သည်ငွေကြေးနှင့်အာဏာကိုလုံးဝစိတ်ဝင်စားမှုမရှိသူသည်အာဏာယူပြီးအာဏာရရှိလို၍ပြည်သူအသက်ပေါင်းမြောက်များစွာတတ်ခဲ့သောလူကိုအလွန်ရွှင်ရှာမှုတည်သူတို့ဖြစ်သည်နံပါတ်၅အထက်အောက်ရဲဘော်များပြည်သူများချစ်ခင်လေးစားမှုခံရပြီးတမှုကောင်းဖြစ်သလိုအထက်အမိတ်တစုံတရာမရရှိပဲမိမိသဘောအရဘာတစ်ခုမှလှုပ်ဆောင်ခြင်းမရှိနံပါတ်6မဲအွန်လိုင်းလိုအာဏာယူရတုမဲ့မောသူပြည်သူကိုဖိနှိပ်တပ်ဖြတ်သောသူကိုအလွန်အမင်းဆက်ဆွရွှဆိုင်မုံတီသူတို့ဖြစ်သည်သူပြည်သူတရားလုံးအပေါ်တနတ်ကျင်နာရှိသူတို့ဖြစ်သည် NCA သည်တိုင်းရင်းသားများကိုအစဉ်အဆက်မပြတ်ကြုံပြုဖိနှိပ်သောလမ်းဖြစ်၍ဥက္ကဋ္ဌမှုတူကိုယ်တိုင်အယုံကြည်မရှိပါသို့သော NCA ကိုလက်မှတ်ထိုးတာ NCA ကိုယုံကြည်ခြင်းမဟုတ်ပဲစိတ်နာတစ်ထောက်သဘောသာလှုပ်ဆောင်ခြင်းဖြစ်သည်ဒီနည်းအဖြစ် NCA ကိုယုံကြည်တရားဟန်ပြခြင်းသာဖြစ်သည် NCA သည်ကရင်အမျိုးသားကိုချင်မုန်းဖြစ်စီဖို့ချင်လာစိတ်လာသည်ကို KNU ဥက္ကဋ္ဌမှုတူကိုယ်တိုင်သိမြင်သည်ဖြစ်၍ KNLC ဦးစီးချုပ်နှင့်သဘောထားရယူကာ NCA ရမှုမမှန်သောစီးရဲလှုပ်ရှားမှုများကိုဖန်တားဖြစ်စီရန်ဗိုလ်ချုပ်ကြီးဘောကျော်ကိုအမိတ်တာဝန်များအရေးတကြီးလှုပ်ဆောင်ရတာဝန်ပေးခဲ့လေသည်အခုလို့ဆိုရင်အာနာယူမှုအွန်လိုင်းလဲဗိုလ်ချုပ်ကြီးဘောကျော်ရဲ့အရေးအချင်းကိုသိလောက်ပြီးပေါ့ဟိုလီပရတ်ဘင်းနဲ့ခမတာကွယ်တီလောမနော်ခုနေနဲ့ခဲဒီ
ဒီတာကွယ်ဆိုတဲ့ဖာလာမဟိုနေဖာလေကြီးလေဟိုနေမသိတပီတကလာဟိုမသိနပ်ပသိတသိကြပါမဟုတ်ပြီလား